လာပါခင်ဗျာနံပါတ်4နဲ့တင်လှတဲ့ကားလေးနော် Arafat 7E လေးပါဒီကောင်လေးကတော့မီးလေးတောင်အမှန်ဖြစ်သွားမယ်ရှစ်ကင်မရာပါသွားမယ်ဆမ်မွန်းမပါဘူးနော်ဒီကောင်လေးက engine power 2.4 2 wheel နဲ့လာမယ် license အသစ်နဲ့ရမယ်အဲ့နားလေးကတော့တက်ချင်ရှိရဒီတကားတက်ချင်လေးကျွန်တော်လှုပ်ထားတယ်ဒီကောင်ရိုးစစ်တိုက်ခိုက်လုံးဝကင်းတယ်ခင်ဗျာဒီကောင်လေးက license အသစ်ဝင်ထားပြီးတဲ့အတွက်ကြောင့်အရှုပ်ရှင်းဘာညာတာကဘာမှမရှိဘူးအဲ့လိုပဲရင်းစစ်ပြီးတော့စိတ်ကြရင်းစစ်ပြီးတော့ဝယ်လို့ရပါတယ်ခင်ဗျာအင်းရင်အောက်ပိုင်းကောင်းမယ်ခင်ဗျာဂီယာဘောက်ဆိုလို့ရှိရင်လည်းကောင်းပါတယ် 2.4 မှာဖြစ်နေကြဂီယာစောင်းတဲ့ယောဂဘာညာလုံးဝမရှိဘူးเนาะဒါမိုက်တယ်အဲ့လိုပဲဒီကောင်ကဒီမှာ all power window ဖြစ်သွားမယ် side cover လေးတွေဆိုလို့ရှိရင်လည်းတန့်သေးတယ်ဒီမှာ slide တစ်ချက်ပါသွားမယ် romi လေးတွေနဲ့မိုက်တယ်ရှေ့ကင်မရာ close CRM volume ပဲညာဒီကောင် OTV ဖြစ်သွားတဲ့အတွက်ကြောင့်မြင်းငွေးဖြစ်မယ်ဆူနာပတ်လည်းပါသွားမယ်ဒီကောင်လေးက8ရောက်စီးလေးဖြစ်ပါတယ်เนาะဒီကောင်က8ရောက်စီးခေါင်းပိတ်ကလေးဖြစ်တယ်ခါ TV လေးပါသွားမယ်ဒီမှာခါ TV လေးပါသွားမယ်ဗျလုံးဝမိုက်ပါတယ်ဒီကားလေးကိုကြိုက်နေတဲ့လို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်စီကိုဖုန်းဆက်ပြီးဝယ်ယူလို့ရပါတယ်ခင်ဗျာဈေးနှုန်းကတော့1180ရောင်းသေးလေးဖြစ်ပါတယ်ခင်ဗျာစိတ်ဝင်စားတယ်ဆိုဖုန်းဆက်ပေးပါကျေးဇူးအများကြီးတင်ပါတယ်